တူတူရေမင်္ဂလာပါမင်္ဂလာပါရှင်တူတူရေအခုဝတ်ထားတဲ့ဝတ်စုံလေးကဒါ AAD fashion ကိုရောက်လာပြီးတော့ဗဒက်ထဲမြောက်လေးလေပထမဆုံးထည့်လေးပါရှင်ဒီဝတ်စုံလေးကိုတူတူအနေနဲ့ဝတ်ရတာအခုချုပ်ပြီးတော့ထွက်လာတဲ့ပုံစံလေးကိုစိတ်တိုင်းကြရဲ့လားတိတ်တော့စိတ်သိမ်းမကြသေးဘူးရှင်ဟုတ်တယ်နော်ဘာလိုအပ်တယ်လို့ထင်လဲအင်ဂျီကအပြောသားဖြစ်တဲ့အတွက်ကပယ်ရတဲ့တထထဲခံရတဲ့အတွက်ဝီလိုတိတ်အဆင်မပြေဘူးနော်ဟုတ်တယ်ဒီဟာအတူတူပထမဆုံးရောက်လာတဲ့နေ့မှာပဲကျတို့ဒါကမန်းနဲ့ပေါ့နော်ပါလာတဲ့အစာလေးနဲ့အကျန်းအနေနဲ့ချုပ်လိုက်တာဒါပေမဲ့အကျန်းဆိုပြီးတော့အခုထွက်လာတော့ပုံလေးကတကယ်ပွဲတက်ဝတ်စုံလေးလိုဖြစ်နေတယ်ဒါပေမဲ့ကတ်တိတ်ကကြတော့ကျမတို့တစ်ထပ်သေးကတ်ထားတဲ့အတွက်နည်းနည်းပြုတ်ကြီးဖြစ်နေတာပေါ့နော်ဒါပေမဲ့ဒီအစာလေးอ่ะဆိုရင်ဒါလုံးဝ1000လောက်ပဲတန်တဲ့အစာလေးเนาะဒါဥအဲစာလားဘယ်လိုအဲ့လိုပုံစံမျိုးလေးပေါ့เนาะဒါလေးကိုပွဲတက်အနေနဲ့ပွဲအခုပုံစံလေးဆိုဒါပွဲတက်ပုံစံလေးဖြစ်နေတယ်1000တန်ဒီပိတ်စာလေးကိုပွဲတက်လိုပုံစံမျိုးလေးဖြစ်အောင်ချုပ်နိုင်တဲ့အတွက်တူတူတော်တယ်လို့ပဲပြောရမှာပေါ့เนาะကဲအဲ့ဆိုရင်ဘာပြောချင်လဲကိုယ့်ရဲ့ဒီ1000တန်ဝတ်စုံလေးကလည်းဒီဇိုင်နာလက်ထက်ရောက်သွားရင်ပွဲတက်ပုံစံလေးဖြစ်လာနိုင်ပါလေရှင်ဟုတ်တယ်နော်အခုနောက်ဝတ်စုံလေးကိုဒီချေတို့ဆက်ပြီးတော့ကြည့်ကြရအောင်နော်ဒီတူတူရဲ့ဝတ်စုံလေးကိုလည်းဒါအလှလေးခဏရိုက်မယ်နော်ဒါလေးဆိုရင်ဒါ1000နန်လေး1000နန်1ဆက်လေးပေါ့နော်ဒါလေးကိုသူရအောင်ချုပ်ကဲ1000နန်ပိတ်စာလေးကိုဘယ်လိုလှအောင်ချုပ်ထားရဲဆိုတာကြည့်ကြရအောင်နော်ဒါတူတူရဲ့လက်ရာလေးပါဒီလိုဒီဇိုင်းလေးတွေကိုအားလက်ချိန်လေးမှာမုံမှန်တနန်းအနေနဲ့တက်ချင်တယ်ဆိုရင်နော်097651970114ကိုဖုန်းဆက်စုံစမ်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်